Hello အားလုံးပဲမင်္ဂလာပါဒီထဲမှာကျွန်တော်လူမျိုးစင်ငယ်ပါလားအခုဗီဒီယိုကြည့်ထဲမှာတကယ်လို့စင်ငယ်ပါရဆိုရင်ကျွန်တော်ကဒီနေ့စင်ငယ်တွေအတွက်ပေါ့နော်ပျော်စရာအကောင်းဆုံးနေရာတစ်ခုကိုလမ်းညွှန်ပေးဖို့ရှိပါတယ်ကျွန်တော်ပေါ့နော်ကျွန်တော်စင်ငယ်တွေရဲ့ဘဝဘယ်လိုလဲဆိုဗျာနည်းနည်းပြောလို့ဆိုရင်နည်းနည်းအထီးကျန်တယ်ပေါ့နော်strong ဖြစ်တဲ့ single ရှိရဗျာကျွန်တော်တို့ strong ဖြစ်တဲ့ single တွေတော့ပါတယ်ပေါ့နော်ကိုယ့်ကိုယ်ပဲတယောက်တည်းသွားတယ်တယောက်တည်းလာတယ်တယောက်တည်းစားတယ်တယောက်တည်းနေရကြိုက်တယ်ဗျာတကယ်တည်းကောင်းတယ်ကိုယ့်ကိုယ်စကားပြောရင်တယောက်တည်းပဲဒါဆိုရင်အမေပေါ့နည်းနည်းယူရထဲမှာတော့ပါတယ်ပေါ့နော်ယူရလူတွေမှာပေါ့ကျွန်တော်တယောက်တည်း record နဲ့တယောက်တည်းအတန်သွင်းပြီးတယောက်တည်းကိုယ့်ကိုပြောနေရကြိုက်တယ်ဗျာပြဿနာအခက်အခဲရှိနေကိုယ့်တယောက်တည်းပြောရပေါ့နော်BTS ကစကားတစ်ခုတောင်ရှိရလေRamon Star speak yourself ပေါ့ကိုကိုပြောကိုကိုစကားပြောဆိုတော့ကျွန်တော် single ကြာနည်းနည်းပေါ့နော် single ဖြစ် strong ဖြစ်လို့လဲ single ဖြစ်တယ်မှာပါတယ်ပေါ့ကျွန်တော်ဒီတိုင်းရိုးရိုး single ဖြစ်တာပဲဖြစ်ဗျာ relationship ကနေပြည့်စဲသွားတဲ့ single ဖြစ်ဗျာrelationship ကနေပြည့်စဲသွားတဲ့ single ဆိုတာသိရမလား toxic ဖြစ်တဲ့ relationship တခုကိုကျွန်တော်ကစိတ်ရခိုင်ခိုင်မာမာနဲ့အဆုံးသတ်နိုင်ခဲ့လို့လေအပြီးတော့ကိုယ့်ရဲ့ကောင်းမွန်တဲ့ဘဝတစ်ခုကိုဗျာကိုက relationship တော့ထပ်ပြီးရှာမယ်ဗျာဒါပေမဲ့တင်မှာဒီဟာကိုကိုကခံရမှာဖြစ်တော့နိုင်ပြီးတော့ကိုယ့်ရဲ့ကောင်းမွန်တဲ့ဘဝတစ်ခုတော့ပေါ့နော်ကိုကတီဆောက်နေလို့မလို့ပေါ့နော်ဒီတိုင်းပဲ relationship မရှိဘဲနဲ့ဒီတိုင်းဖြစ်တဲ့ single ကြီးလဲကျွန်တော်ပြောမယ်ဆိုရင်တော့တယောက်တည်းနေရအဆင်ပြေလို့ပေါ့ကျွန်တော် single မဟုတ်တဲ့လူတော့ strong မဟုတ်ဘူးလို့ပြောမှာဗျာတင်မလားဒီ relationship တစ်ခုမှာတော်တော်ရုန်းကန်ပြီးတော့စူးစမ်းနေတဲ့လူတွေကလည်းပြောမယ်ဆိုရင်တော့တင်မလားသူ့ရဲ့အလုပ်တွေဘဝတွေတိုးတက်မှုတွေတော့ဒီrelationship ကိုနှစ်ခုလုံးပြန်နဲ့ handle လုပ်နိုင်လို့ပေါ့သူတို့လည်း strong ဖြစ်တယ်ပေါ့နော် strong ဖြစ်တယ်မဖြစ်ဘူးဆိုတာကျွန်တော်တို့ single ဖြစ်တယ်မဖြစ်ဘူးတော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းတော်တော်များများ single တွေကတော့ strong ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအခုအသက်ရွယ်ရောက်လာပြီကျွန်တော်ကနည်းနည်းပေါ့ကိုယ့်ကိုဖြည့်ရှင်းရရများလာပြီလေ10ကျော်တက်ဖြစ်လာပြီ20ကျော်လာပြီ30ကျော်လာပြီဆိုတော့လို့ဟာဆိုကျွန်တော်တို့ကပြောလို့ဆိုရင်တချို့အရာတွေလောက်ပဲတိုင်မြင်တဲ့လူတွေတိုင်မြင်ပြီးတော့ကိုယ့်ကိုဆုံးဖြတ်နိုင်တယ်ကိုယ့်ကိုပြောဆိုနိုင်တယ်တွေးခေါ်နိုင်တယ်ဆိုတော့ဒါ strong ဖြစ်လို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကပြောချင်တာပေါ့ဒါပေမဲ့လည်းဘယ်လောက်ပဲ strong ဖြစ်တယ်လို့ပြောငါပေါ့နော် relationship မလို့relationship မရှိတဲ့အဆင်ပြေပေါ့နော်ငါ strong ဖြစ်တယ်တယောက်တည်းအဆင်ပြေအောင်နေပြမယ်အဲ့လိုမျိုးပဲဗျာဘယ်လောက်ပဲ strong ဖြစ်တယ်လို့ပြောဗျာပြောဆိုရင်ကျွန်တော်တို့ဗျာတယောက်ကိုလိုရတယ်ဆိုပဲအချိန်အောင်ရှိရဗျာတယောက်ကပေါ့နော်တယောက်ကဒီယူဆိုင်ပင်ကောင်းပါပဲတင်မလားငါကြမှာဘာလို့ဒီလိုဖြစ်တာလဲငါ့ကိုလည်းငါလည်းထောက်ပေးလူရှင်လိုက်တာပေါ့နော်ငါလည်းတယောက်ကိုပေါ့နော်လိုအပ်တယ်ဆိုရဲအချိန်ကြီးတကယ်ရွရှိရပေါ့နော်ဒီတော့ကျွန်တော် Facebook မှာတွေ့ရစာတန်းလေးကျွန်တော်သဘောကျဟာတော့ကျွန်တော်ခဏခဏ share ပေါ့နော် single ဖြစ်တာကောင်းပါရဲ့ဒါပေမဲ့နေတိုင်းကြတော့ဆိုတော့အဲ့လိုပေါ့နော်အဲ့ဆိုကျွန်တော်ပေါ့နော်ကျွန်တော်အထူးသဖြင့်ပေါ့နော်ကျွန်တော် single တွေမှာခံစားရတာပါလဲဆိုဗျာ lonely ဖြစ်တာပေါ့နော်အထီးကျန်တာပေါ့ကျွန်တော်ကိုလည်း single ကိုတကယ်နဲ့ single ကျွန်တော်ရောတိတ်ပြီးကိစ္စမရှိမှကိုကတော့ single ကိုနဲ့ပေါင်းနေတဲ့တကယ်ချင်းတွေက relationship ရှိနေဆိုတော့တိတ်မှတခါကျရင်စိတ်ထဲကကြိတ်ပြီးတော့မနာလို့ဖြစ်တာပေါ့နော်မနာလို့ဖြစ်တယ်ဆိုတာသူတို့ရဲ့ရည်စားတွေကိုလူရှင်တာတော့မဟုတ်ပေါ့နော်ဒီမှာငါလည်းသူတို့လူမျိုးဖြစ်ရှင်လိုက်တာဆိုတာမျိုးတွေဖြစ်တာပေါ့နော်အဲ့လိုပဲတင်မလားဒါကြကိုတငယ်ညိုကိုကြည့်မရတယ်ပဲတင်မလား तू ကလိုပဲလုပ်နေငါ့ကိုပြစ်ထားရဆိုပြီးတော့လေတင်မလားအဲ့လိုပေါ့နော်နည်းနည်းစိတ်ထဲကနေအဆင်ပြေဖြစ်တာလေးကျွန်တော်ရှိရယ်လုံးလေးဖြစ်တာလေးရှိရယ်ပေါ့နော်အခုကျွန်တော်ပြောရပေမဲ့နေရပေါ့နော်လုံးဝ single ဖြစ်တဲ့လူတွေအတွက်ဗျာကျွန်တော်ပြောမှဆိုရင်တော့ပေါ့အကျိုးကျေးဇူးနှစ်ခုမကဘူးတစ်ချက်ခုတ်3-4ချက်ပြတ်တဲ့နေရာပေါ့နော်လုံးဝအကောင်းဆုံးနေရာအဲ့ဒါဘာလဲဆိုတော့ဂျင်းဆိုင်မှာဂျင်းကတော့အကောင်းဆုံးနေရာပဲဂျင်းဆိုင်လို့ပြောမလားဂျင်းယုံလို့ပြောမလားကျွန်တော်ပေါ့နော်ကျွန်တော်အရန်ဗျာပြောလို့ဆိုကျွန်တော်ဘွားမှာဗျာကျွန်တော်ရွေးချယ်မှုမှန်ကန်တဲ့ထဲမှာပေါ့နော်ကျွန်တော်8 semester မှာကျွန်တော်ကျောင်းတက်တုန်းကလုပ်ခဲ့တဲ့ထဲမှာရွေးချယ်မှုမှန်ကန်တဲ့ထဲမှာပေါ့နော်ထိတ်ဆုံးမှန်ကန်မှုကကျွန်တော်ဂျင်းဆိုင်ကိုသွားဂျင်းကိုသွားလိုက်တာလို့ပဲထင်တယ်ကျွန်တော်အရင်ဂျင်းကိုသွားချင်ပေမဲ့တတိမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တကယ်တည်းကဂျင်းကိုသွားမယ်ပြောခါကျကျွန်တော်ဒူးနဲ့တူလိုက်သွားလိုက်တယ်အဲ့နောက်ပိုင်းမှာပေါ့ဂျင်းကိုသွားပြီးနောက်ပိုင်းမှာပေါ့နော်ကျွန်တော်လုံးဝပြောင်းလဲသွားရဗျာပြောင်းလဲသွားရဆိုတာပဲတင်မလားစိတ်ထဲမှာလည်းဗျာတင်မလားအထီးကျန်မှုတွေကတိတ်အဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာလည်းတိုးတက်သွားတယ်ဗျာ body ပိုင်းဆိုင်ရာလည်းတိုးတက်သွားတယ်ဗျာဆိုတော့အရင်ကဆိုတော်တော်ကြီးကိုပေါ့စူးစမ်းပြီးတော့အစားအသောက်တွေခြောင်လို့ဗျာဝိချရတဲ့ထဲမှာပါတယ်ဗျာဒါပေမဲ့seasoning မရှိဘူးပေါ့နော် seasoning မရှိတဲ့အခါကျတော့ body ကအဲ့လောက်ကြီးပြောမယ်ဆိုဗျာတိုးတက်မှုမရှိဘူးဗျာ
တိုးတက်မှုမရှိဘူးဒါပေမဲ့ကျွန်တော်ဂျင်းကိုသွားတဲ့ခါကျတော့တတိချာလေ့ကျင့်ရတဲ့ခါကျတော့တိုးတက်မှုရှိရအဲ့ပြီးတော့ကျွန်တော်အစားတော့ဒီမှာလေဒီမှာအစီအစိတ်နေမစားရဘူးဘာညာအဲ့လိုမျိုးရှောင်းရမှဟာတတိချာတီးပြီးတတိချာရှောင်းလိုက်တဲ့ခါကျတော့ဗျာလုံးဝအဆင်ပြေရပေါ့နော် body ပိုင်းလည်းတိုးတက်မှုရှိရဗျာကျွန်တော် mindset ပိုင်းလည်းတိုးတက်မှုရှိရပေါ့နော် mindset ပိုင်းကျွန်တော်ကိုယ့်ရဲ့ခန္ဓာကိုယ်ပဲပို့ပြီးတော့ base ဖြစ်လာတယ်ပို့ပြီးတော့ဗျာကိုကဂျင်ကိုသွားဆိုကျွန်တော်အချိန်မှန်လောက်ရလေအချိန်မှန်တစ်ခုခုကိုလှုပ်ဆောင်နိုင်ရပေါ့နော်ပြောဆိုဗျာနှစ်ချက်ပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ် body base လုပ်ပြီး body ပြောင်းလဲလာတဲ့အချိန်ကျရင်ကျွန်တော်ဗျာလုံးဝ confidence ရှိလာရဗျာဘာလို့ပဲလို့အထူးသဖြင့်လူရှိထွက်ရတဲ့အလုပ်ကိုလုပ်ရတဲ့သူတွေဆိုပို confidence ရှိလာရဗျာအဲ့ပြီးတော့ဗျာသွားနေတိုင်းလူရှိမထွက်အောင်ဆိုရင်နေတိုင်းသွားလှုပ်ရှားဝစ်စားရတဲ့အချိန်မှာဗျာပို့ပြီးတော့ဗျာ confidence ရှိလာရပို့ပြီးတော့ဗျာဝစ်စားပို့ဝစ်စားချင်လာရပို့ပြီးတော့ပေါ့နော်ပြောဆိုဗျာကိုကပို့ခက်မမိုက်ပုံစံပို့ပြီးပြုပြင်ရှင်လာကြမှာဗျာကိုကိုကြိုက်လေပို့သဘောကျလေပို့ပြီးပြင်ဆင်ပေးလေဖြစ်ကြအောင် fashion ပိုင်းလေပို့ပြီးစိတ်ဝင်စားလာရဗျာအဲ့မျိုးပေါ့နော်နောက်ပိုင်းနောက်ထပ်တစ်ခုကကြဗျာကျွန်တော်တို့အဲ့ဒီပေါ့နော် mindset ကကြဗျာကျွန်တော်ဗျာလုံးဝအထီးမကျန်တော့ဘူးပေါ့နော်အထီးမကျန်တော့ဆိုဗျာသိမလားဂျင်းကဘဲရရမ်းမိုက်တယ်လေကျွန်တော်ဗျာပုံမှန်ဗျာအကြောင်းမှာဗျာမြင်နေရတဲ့ဘဲနေဗျာဂျင်းကမြင်ဂျင်းကဘဲရလုံးဝမတူဘူးယောက်ျားလေးဆိုလဲအကြောင်းမှမြင်ရတဲ့ကောင်မလေးနဲ့ဂျင်းကကောင်မလေးကလုံးဝတူမှာမဟုတ်ဘူးကျွန်တော်တို့ဗျာလုံးဝဗျာအဲ့ရကျွန်တော်ကိုယ်တူပဲကျွန်တော်လုံးဝမသိမလားဂျင်းကတွေ့ရဘဲရဗျာလုံးဝသိမှာဗလာကြီးနဲ့ဗလာကြီးနဲ့ဗျာလုံးဝမိုက်တယ်ဗျာအမှုဗျာသိမလားအေးဗျာသူတို့ဗျာလေ့ကျင့်ငယ်လုပ်ပြီးတော့သိမလားဗလာပြရသိမလားဗလာပြတဲ့လေ့ကျင့်ငယ်လုပ်ပြီးသိမလားတခုခုဗျာစူးစူးဆိုင်နဲ့ဗျာလေ့ကျင့်ပြီးတော့သိမလားအာယုံဆိုင်နေသူတို့ပုံစံဗျာဆွဲဆောင်မှုရှိရကျွန်တော်ဗျာသိမလားဂျင်းသွားပြီးနောက်ပိုင်းမှာကျောင်းကလူတွေတိတ်မ crash တော့သိမလားဘလာနောက်ပိုင်းဘလူအောင်ဖြစ်လာလဲဆိုဗျာကျွန်တော်ကျောင်းကိုသွားရဗျာကျွန်တော်တက္ကသိုလ်တက်နေရပါတက္ကသိုလ်ကျောင်းသူပေါ့နော်ဒါပေမဲ့ကျောင်းကိုသွားခါကြရင်ဗျာကျွန်တော်ဒီပဲအဆင်ပြေလို့ပေါ့နော်မြ мян ဆန်ပေါ့နော်အရင်ကတော့မပြင်ဆင်တော့ဘူးဗျာတော်တော်ကြီးကိုမပြင်ဆင်တော့အရင်က100ရာခိုင်နှုန်းပြင်ဆင်နေဆိုရင်ကျွန်တော်ဟိုမျိုးပေါ့10 20အဲ့လောက်ပဲဗျာတော်တော်ကြီးကြာသွားတယ်20 30ပေါ့အဲ့လိုပဲ10ကနေ30အဲ့လိုမျိုးကြာသွားတယ်ဗျာဟုတ်ပဲဒါပေမဲ့ဂျင်ကိုသွားခါကြရင်လုံးဝသိမလားနှကန်းနေလုံးဝခန္ဓာကိုယ်အလန်းနေလုံးဝပြင်ဆင်ပြီးတော့အဲ့မျိုးဗျာပြောမယ်ဆိုရင်တော့ဟောပေါ့အဲ့ဗျာကျွန်တော်ဗျာပြောမယ်ဆိုရင်အဲ့လိုမျိုးပြင်ဆင်တာပေါ့နော်ပြင်ဆင်တာမှဗျာလုံးဝသိမလားဂျင်ကိုသွားဗျာနှကန်းနေဆိုတော့ကျွန်တော်တေးချကြဗျာဂျင်ကိုသွားတဲ့အချိန်ရဗျာညနေ4နာရီခွဲကနေ9နာရီခွဲဗျာပြောလို့ဆိုဗျာပြန်လာရေချိုးမှာဒါပေမဲ့ဘာလို့လဲဆိုဗျာမချိုးရလည်းရှိရမှာကျွန်တော်မချိုးရများမချိုးဆိုဗျာကျွန်တော်ကအဆောင်ကအဲ့9နာရီကျော်ကျွန်တော်က6နာရီနီးပါးကတ်ခါနီးပါးပြန်လာရတာဆိုလေအတန်းချိန်နေနဲ့ကြီးကြီးကိုပြီးတော့သွားတာဆိုအဲ့ချိန်နောက်ပိုင်းမှာလေ6နာရီနောက်ပိုင်းဆိုကျွန်တော်ကရေချိုးထားမှုဆောင်ကတက်မှာရှိရလို့ကြောင့်လို့ပေါ့နော်အဲ့လိုမျိုးပေါ့ညစ်ပတ်လုံးမဟုတ်ပါဘူးအဲ့ကြာပြောရဆိုဗျာအဲ့လိုမျိုးပေါ့နော်တတိချာဝစ်ဆိုင်နဲ့စတိုင်ကြတင်မလားစတိုင်ကြပေါ့နော်ပတ်စံစုလောက်မှဗျာကျွန်တော်ပြန်ဂျင်ဝစ်ဆောင်တော့ပဲစုဖြစ်တော့ရယ်ပြောရဆိုဗျာအဲ့လိုမျိုးပေါ့နော်လုံးဝစတိုင်ကြအဲ့လိုမျိုးဗျာပြင်ဆင်နေလာရယ်ပြောဆိုဗျာဂျင်ကဘယ်လောက်ထိဆွဲဆောင်မှုရှိလဲဆိုတော့အဲ့ဗျာဂျီကိုမသွားခကြပြန်ကျွန်တော်ကဗျာဂျီမာဆိုမှလမ်းလူတွေအများကြီးပဲလေသိလားကျွန်တော်တို့ကဗျာ cresta မ cresta တဲ့ဗျာဘယ်လိုမျိုးလဲဆိုတော့ငန်းတာပေါ့နော်အစင်ငန်းတာဂျီမာအစင်ငန်းနဲ့ရတာဗျာလုံးဝဗျာအထီးကျန်မှုကိုပြေရောက်စေငါစင်ငယ်ဖြစ်တာဂျီကိုလာဖို့ပါလားဆိုအောင်တွေးမိတဲ့အထိပဲဘာလို့လဲဆိုတော့ဗျာကျွန်တော်ဗျာဂျီမာကောင်လေးရအများကြီးပဲလေကျွန်တော်ကဗျာ relationship ဖြစ်ရဆိုဗျာကျွန်တော်တို့ဗျာအဲ့လိုမျိုးတင်မလားအရမ်းမိုက်တဲ့ကောင်လေးရှိရနေရပြီကျွန်တော်ကလည်းဂျင်ကိုသွားဝတ်စားသွားရဆိုဗျာလိုမျိုးပြမဲဆိုရင်တော့အရန်ကြီးလုံရှုံဝတ်တာတော့မဟုတ်ဘူးလေဝတ်တော့ဝတ်ပဲဗျာလုံရှုံမဟုတ်ပဲတင်မလားကိုယ် body အရှုပ်အစားကိုပြချင်တာမလို့လုံးဝအမိုက်စားဂျင်ဝတ်ဆိုဝတ်တာလည်းရှိရလေကျွန်တော်ဆိုတော့မဝင်နိုင်လို့မဟုတ်ဘူးပေါ့နော်ဒီ semester ဆိုတော့ကျွန်တော်ဝယ်ပြီးခွင့်ပါအဲ့လိုရှိခါကြဗျာကျွန်တော်တို့ကောင်လေးတွေကဗျာစိတ်ချမှာမဟုတ်ဘူးကျွန်တော်တို့အဲ့ဘဲမိုက်စားရည်ဗျာကျွန်တော်ငန်းတာလေသူစိတ်ချမှာမဟုတ်ဘူးလွတ်လပ်ခွင့်မရှိဘူးဗျာအဲ့ဒါဗျာလုံးဝဗျာကိုကစင်ငယ်ဖြစ်တဲ့ကြောင့်မို့ဗျာလုံးဝကြိုက်တဲ့လောက်ငန်းလို့ရတယ်ကြိုက်တဲ့လောက်ပေါ့နော်ဝစ်စာပြီးချိုးပြလို့ရတယ်ညာအဲ့ကြောင့်ကျွန်တော်ပြောချင်တာဟိုနော်ကျွန်တော်အရင်လိုအားနဲ့မြန်မြန်ပြောလိုက်ပါတော့မယ်လုံးဝစင်ငယ်ဖြစ်ပြီးအထီးကျန်နေရဆိုလုံးဝပေါ့နော် body ပိုင်းလည်းမိုက်ရှင်တယ် mental ပိုင်းလည်း strong ဖြစ်ရှင်တယ်လုံးဝပျော်ရွှင်နေစိတ်ချမ်းသာနေဆိုလုံးဝဂျင်ကိုသွားလိုက်တာလုံးဝ mindset ပြောင်းသွားပါလိမ့်မယ် body လည်းပြောင်းသွားပါလိမ့်မယ်အဲ့လိုကျေးဇူးတင်ပါတယ်